အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထုံးစံတိုင်း MMB တိုင်းမို့စင်တာထူအောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဘာပြောပြပေးသွားမှာလဲဆိုလို့ရှိရင်ကျွန်တော်ရှိမှာဆယ်လာဒိုင်မွန်ဆယ်လာ class တင်တဲ့သား3ယောက်ပဲလိုပါတော့တယ်3ယောက်ပဲလိုရဲဆိုတော့ကျွန်တော်လာရောက်ပြောပြတာပေါ့တက်ရှင်နေဆိုရင်ကျွန်တော် TikTok ဘာရောမှာကျွန်တော် Telegram လေးချပေးလာတယ်ကျွန်တော် TikTok မှာ TikTok CP မှာအမြင်နဲ့မရှိရတော့ကျွန်တော် Telegram လေးချပေးလာတယ်ပေါ့နောက်တစ်ချက်အနေနဲ့ကျွန်တော်ဘာပြောမလဲဆိုရင်ကျွန်တော်အရင်ရက်စီကပို့မတင်ဖြစ်တာပေါ့ပို့မတင်ဖြစ်တာဆိုတော့ကျွန်တော်အရင်ရက်တွေတော့အကောက်လေးလိုက်ကောက်တာပေါ့အမှန်အကောက်လေးဟိုအကြီးအကောက်လေးကျွန်တော်လိုက်ကောက်ထားတယ်လိုက်ကောက်တာဆိုတော့ကျွန်တော်အကောက်လေးကိုပြန်ပြီးတော့ကျွန်တော် TikTok ကောင်မှာရောင်းချပေးပါမယ်ရောင်းချပေးပါမယ်ဆိုတဲ့အခါကျတော့ကျွန်တော်ရှိမှာ Diamond တွေရောကျွန်တော်အမှန်အကောက်တွေရောယုံကြည်စိတ်ချစွာလာရောက်ဝယ်လို့ရပါတယ်ကျွန်တော်အမှန်အကောက်တွေကိုအာမခံဘယ်လိုပေးလဲဆိုလို့ရှိရင်ကျွန်တော်ကအာမခံတက်စာပေးတယ်ပေါ့သူကဝယ်လိုက်ပြီဆိုရင်ဝယ်တဲ့သူကသူ့အကောင့်အပိုင်းဖြစ်သွားပြီပေါ့အကောင့်ဖြစ်သွားတဲ့အတွက်သူကြိုက်လို့လုပ်လို့ရတယ်အကောင့်ပြန်ရောင်းချင်တယ်ရောင်းဒါမှမဟုတ်သူကိုယ်ပိုင်ဆော့ချင်တယ်ဆိုလို့ဆော့ပေါ့အခုလူလိမ့်နေများတဲ့ခေတ်ကြီးရဲ့မှာကျွန်တော်တို့ရုံရတဲ့သူတွေကရှားတယ်ပေါ့ရုံရတဲ့သူတွေကရှားပြီးတော့အကောင့်အယောင်းဝယ်အလဲထည့်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချက်2ချက်လုပ်ဖို့လိုပါမယ်အချက်2ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ငွေမလဲခင်မှာကျွန်တော်တို့ကပထမတစ်ချက်ကငွေမလဲခင်မှာဗီဒီယိုကောလေးခေါ်စေချင်ပါတယ်ဗီဒီယိုကောခေါ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒုတိယချက်အနေနဲ့ကဗီဒီယိုကောခေါ်ရတဲ့ဥစ္စာကိုကျွန်တော်တို့ဟိုပါပေါ့ဗီဒီယိုကောခေါ်ရတဲ့ဟာလေးကိုကျွန်တော် record ယူထားပေါ့record ယူထားမယ်ဗီဒီယိုကောကျွန်တော်တို့ဗီဒီယိုကောခေါ်ရတယ်ပေါ့ဆယ်လာနဲ့ပုံနဲ့ရောင်းတဲ့ဟာကိုကျွန်တော် record ယူထားမယ်ပြီးတော့အကောင့်မှာကျွန်တော်ဘာ error ပါတယ်ဆိုတော့မေးပေါ့ဘာ error ပါတယ်ကျွန်တော် TikTok နဲ့ဖြုတ်မရတော့တာတို့ကျွန်တော် password မှတ်မိလို့ Gmail ရအသေးကြီးဖြစ်နေရတော့အဲ့လို error ရဆိုကျွန်တော်မွဲစေချင်ဘူးပေါ့မွဲစေချင်ဆိုကျွန်တော် Diamond Class မှာဘာပါနေဆိုကျွန်တော်ကအရင်ဗီဒီယိုမှာပြောပြထားတဲ့အတိုင်းပဲကျွန်တော်Diamond ရောင်းတဲ့ Diamond ရောင်းနေပါမယ်ပေါ့ Diamond Class ပေါ့ Diamond ရောင်းနေပါမယ်ပြီးသွားရင်ကျွန်တော်တို့ကအရင်မြက်ခွဲနေပေါ့အရင်မြက်ခွဲနေဆိုတာဘာလဲပေါ့အရင်မြက်ခွဲနေဆိုတာဘာလဲဆိုကျွန်တော်ကရင်းထားတဲ့စီကဒီလောက်ကျွန်တော်ဒီရောင်းရတဲ့စီကဒီလောက်နှစ်ခုနှုတ်ကြည့်တဲ့အခါမှာကျွန်တော်ရဲ့အမြက်ကဘယ်လောက်ကျန်လဲဆိုတော့တွက်ပြတာပေါ့ပြီးတော့ပြည်သာစစ်နေဆိုတာဘာပြောရလဲဆိုလို့ရှိရင်ကျွန်တော်က customer ကိုရှိမှလာဝယ်ဒါပေမဲ့ customer ဘက်ကကျွန်တော်ကဖြည့်ပေးလိုက်တာကျွန်တော် customer ဘက်ကကျွန်တော်တို့က line network error တက်နေတာအဲ့တော့တက်ပြီးဂိမ်းနဲ့မဝင်ကြည့်ပဲကျွန်တော်မရဘူးပဲပြောတယ်ပေါ့ဒါကတော့အများနဲ့ကြုံတွေ့နေကြရပါမရဘူးသူပြောတယ်အခါကျရင်ကိုဖြည့်ပေးရတဲ့ဟာကိုကျွန်တော်ဒီမှာဒီရက်9နာရီခွဲကျွန်တော် Diamond Win ပတ်3ပတ်ဖြည့်ပေးလိုက်တယ်ပေါ့ဖြည့်ပေးလိုက်ဆိုတော့ပြည်စာလေးကိုသူ့ကိုပို့ပေးလိုက်မယ်အခါကျရင် customer complaint နဲ့တက်ဆရာမလို့တော့ဘူးပေါ့